ကျွန်တော်တို့ဒီမှာအထူးခြားဆုံးကတော့93,000ခန့်ရှိတဲ့မြတ်စွာဘုရားရှင်ရဲ့ရောင်းတော်မူရုပ်ပွားတော်ကြီးပဲဖြစ်ပါတယ်နော်ဒီနေ့တော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့အနည်းဆုံးဖြစ်တဲ့ထိုင်းနိုင်ငံမဲဆောက်မြို့မှာပေါ့နော်တိဆောက်ထားတယ်ပေါ့နော်ဒီမဲဆောက်မြို့မှာရှိတဲ့ဝတ်ထိုင်းဝတ္ထနာရန်ကျောင်းတော်ကြီးစီကိုကျွန်တော်အခုရောက်ရှိနေတာဖြစ်ပါတယ်ဒီကျောင်းတော်ကြီးထဲမှာဇေဒီပေါ့နော်နောက်ကျွန်တော်တို့ဖျားတွေနဲ့ပတ်သက်တဲ့တောက်ထားတဲ့ပုံစံလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်တစ်ခုချင်းစီလိုက်ပြီးတော့ရိုက်ကူးပြသပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီကျောင်းတော်ကြီးတွေကိုစပြီးတော့မအူးကနေပေါ့နော်ဝင်လိုက်တယ်ဆိုရင်ထင်းထင်းရှားရှားတွေ့ရမှာတော့ရွှေရောင်တဝင်းဝင်းဖြစ်နေတဲ့ဒီကျောင်းတော်ကြီးပေါ့နော်အဲကျောင်းတော်ကြီးအရင်ဆုံးမြင်ရမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့ညာဘက်ချမ်းမှာရှိတဲ့မြတ်စွာဘုရားရှင်ရဲ့ဗုဒ္ဓရုပ်ပွားတော်တွေဖြစ်ပါတယ်ကြည့်လိုက်တဲ့နေရာတိုင်းကရွှေရောင်တဝင်းဝင်းနဲ့ကိုရွှေရောင်တောက်ပနေတဲ့အဆောက်အဦတွေကိုမြင်ရမှာဖြစ်ပါတယ်ဒီဘက်မှာတော့ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ဖျားတွေလိုမျိုးပဲပေါ့နော်ရှစ်တက်မှာချင်းသေးနှစ်ကောင်ရုပ်ထုထားပါတယ်ဒီရုပ်ထုတွေကတော့ကျွန်တော်တို့ကြီးပြားတွေနဲ့ပေါ့နော်ရုပ်ထုထွန်းထူထားတာဖြစ်ပါတယ်ကျွန်တော်ဒီကျောင်းတော်ကြီးကိုရောက်တဲ့အခါမှာအထူးခြားဆုံးကတော့ဒီရုပ်ထုလေးဖြစ်ပါတယ်ဟင်းသာအဖိုးပေါ်မှာပေါ့နော်ဟင်းသာအမကနားနေပြီးတော့အပေါ်မှာဇီဒီတည်ထားတဲ့ရုပ်ထုလေးပေါ့နော်ဒါဒီရုပ်ထုကတော့ကျွန်တော်ထင်တာကတော့ပေါ့နော်ဖုံဖုံကဒီကျောင်းမှာကျောင်းထိုင်တဲ့ဖုံဖုံကပကိုးစားဖြစ်တဲ့အတွက်ဒါဖုံဖုံကိုယ်တိုင်ကဒီရုပ်ထုကိုကျွန်တော်ထင်တာပေါ့နော်ဒီကျောင်းဝင်းကြီးထဲမှာတည်ထားတာဖြစ်လိမ့်မယ်လို့ကျွန်တော်ကတော့ယူဆပါတယ်ဟင်းသာရုပ်ထုရဲ့ရှစ်တက်မှာတော့ကျွန်တော်တို့ဗုဒ္ဓထောင်ဘိုးဘိုးကြီးရဲ့ရုပ်ထုရှိပါတယ်ဒါကကျွန်တော်တို့ရန်ကုန်မှာဆိုရင်တော့ဗုဒ္ဓထောင်ဘုရားကိုစောင့်ရှောက်တဲ့ဗုဒ္ဓထောင်ဘိုးဘိုးကြီးပေါ့နော်ဒီမှာတော့ထိုင်းနိုင်ငံသားတော်တော်များများကဘူရောင်ဘိုးဘိုးကြီးရုပ်ထုကိုရေုံကြီးကြီးနဲ့လာရောက်ပြီးတော့ပူဇော်ကြပါတယ်ဒီဘက်မှာဆိုရင်တော့ကျွန်တော်တို့လမ်းညွန်ဆိုင်းပုတ်လေးတွေရှိပါတယ်ကျွန်တော်တို့ဒီလမ်းညွန်ဆိုင်းပုတ်လေးတိုင်းကျွန်တော်တို့ရှေ့ဆက်ပြီးတော့တွားကြမယ်နော်ကျွန်တော်တို့ဒီဘက်မှာဆိုရင်ကြောက်စင်းထုတော်မြတ်စွာဘုရားရှင်ရဲ့ဗုဒ္ဓရုပ်ပွားတော်ရှိပါတယ်ကျွန်တော်တို့အထဲဝင်ပြီးတော့ဖျားဖူးမယ်ဒီကြောက်စင်းတုတော်ရဲ့ဗုဒ္ဓရုပ်ပွားတော်ဆိုဉာဏ်တော်အဖြစ်ဆိုရင်ခမန်းကြီး6ပေလောက်6ပေကျော်လောက်ရှိတဲ့ဉာဏ်တော်ရှိပါတယ်ကျွန်တော်တို့ဒီကျောင်းတော်ကြီးတွေကိုဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကိုယ်နိုင်ငံကပေါ့နော်မြန်မာနိုင်ငံမှာကျွန်တော်တို့ရှိတဲ့ဖျားတွေကိုတွားရောက်ပြီးတော့ဖူးရတဲ့ခံစားမှုမျိုးယတမျိုးပေါ့နော်စိတ်ထဲမှာခံစားရပါတယ်အထွက်နားလေးမှာဆိုရင်မဟာမြတ်မုနိမြတ်စွာဘုရားရှင်ဗုဒ္ဓရုပ်ပွားတော်ကြီးရှိပါတယ်ကျွန်တော်တို့ဒီမဟာမြတ်မုနိရုပ်ပွားတော်ရဲ့ဉာဏ်တော်ကတော့ကျွန်တော်ခံမှန်းကြီးပေါ့နော်6ပေလောက်ရှိပါတယ်ဒါကျွန်တော်တို့မန္တလေးမှာရှိတဲ့မဟာမြတ်မုနိရုပ်ပွားတော်နဲ့ပုံစံတူကြီးသွန်းထုလုပ်ပူဇော်ထားတာဖြစ်ပါတယ်မဟာမြတ်မုနိဘုရားကိုဖူးလိုက်တဲ့အချိန်မှာကျွန်တော်မန္တလေးကိုရောက်တုန်းကမန္တလေးမှာမြတ်မုနိကိုဖူးရကိုသွားပြီးတော့ပြန်ပြီးသတိရမိပါတယ်ဒီနေရာလေးကတော့မြတ်စွာဘုရားရှင်ကိုပြစ္ဆေဝဂီ9ပါးကရှ िख ိုးပူဇော်နေတဲ့ရုပ်ထုတွေဖြစ်ပါတယ်ဒီဘုရားကိုလာတဲ့လာဖူးတဲ့လူတွေဟိုပါပေါ့နော်ကျွန်တော်တို့ဒီခေါင်းလောင်းထိုးလို့ရအောင်လဲခေါင်းလောင်းလေးထားရှိပေးထားပါတယ်ဒါလေးတွေမြင်တော့ကျွန်တော်တို့နိုင်ငံကဖျားတွေကိုသွားပြီးတော့အမှတ်ရမိပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဇီတော်ဖြစ်ပါတယ်ဇီတော်ရဲ့မအူးမုတ်ဝအဝင်မှာလည်းချင်းသေးနှစ်ကောင်ကိုကျွန်တော်တို့နိုင်ငံကပုံစံအတိုင်းပဲဒါထားရှိထားတာဖြစ်ပါတယ်ဒါဒီဇီတော်ဆိုလို့ရှိရင်လည်းကျွန်တော်တို့နိုင်ငံမှာရှိတဲ့ဇီတော်လိုမျိုးပဲပေါ့နော်ဒါ9ရက်သားသမီးရဲ့နေ့နယ်တွေအကုန်ရှိပါတယ်ဒါဆိုလို့ရှိရင်ဗုဒ္ဓဘုန်းနဲ့နေ့နယ်ပေါ့နော်ဒါဒီမှာမြတ်စွာဘုရားရှင်ကိုရည်သက်ပယ်လို့ရပါတယ်ဒါဟိုဘက်မှာဆိုရင်လည်းသူ့နေ့နယ်နဲ့သူအကုန်လုံးဂျိုတိုင်းတွေအကုန်လုံးရဲ့နေ့နယ်တွေထားရှိပေးထားပါတယ်ဒီနေရာလေးကဘုဒ္ဓဝင်သမိုင်းပြတဲ့ဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကဖျားတွေလိုမျိုးပဲပေါ့နော်
ကျွန်တော်တို့နိုင်ငံကဖရားတွေမှာလည်းဗုဒ္ဓဝင်သမိုင်းပြတဲ့ရှိပါတယ်မြတ်စွာဘုရားရှင်ဗုဒ္ဓဝင်သမိုင်းပြတဲ့ပုံစံကိုအကုန်လုံးဒါနိုင်ငံမှာပေါ့နော်ပကြီးပပုပုံစံနဲ့ပြသထားတာဖြစ်ပါတယ်ဒါဒီမှာဆိုလို့ရှိရင်အခုမြတ်စွာဘုရားရှင်နောက်ပါတန်ဃာတွေနဲ့ပေါ့နော်ကြွချီလာတဲ့ပုံဖြစ်ပါတယ်ဒီဘက်မှာဆိုရင်ဘိုးဘိုးအောင်ရဲ့ရုပ်ထုရှိပါတယ်ဒါဒီဘက်မှာဆိုရင်ကျွန်တော်တို့နှစ်ကျိတ်ရှစ်စုပေါ့နော်မြတ်စွာဘုရားရှင်ရုပ်ပွားတော်ကြီးရှိပါတယ်အားလုံးပေါင်း28စုရှိပါတယ်ဒါဘုံဘုံကမြတ်စွာဘုရားရှင်ကိုတောက်တော်ကြီးကတ်လို့နေတာဖြစ်ပါတယ်မြတ်စွာဘုရားရှင်ရဲ့တပါးချင်းစီရဲ့ဘွဲတော်တွေလည်းရှိပါတယ်ဒီမှာကကျွန်တော်တို့မြန်မာနိုင်ငံသားထဲထိုင်းနိုင်ငံသားဖရားဘူးဧည့်သည်ပေါ့နော်တော်တော်များများလာရောက်ကြတာတွေ့ရပါတယ်ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဘော်ဒီညောင်မင်းရှိပါတယ်အဲ့ဒါဖျားဘူးဧည့်သည်ကြီးပေါ့နော်တောက်သုံးဖို့အတွက်ရေဘူးလေးတွေလည်းထားရှိပေးထားပါတယ်ကျွန်တော်တို့ဒီမှာအထူးခြားဆုံးကတော့63,000ခန့်ရှိတဲ့မြတ်စွာဘုရားရှင်ရဲ့ရောင်းတော်မူရုပ်ပွားတော်ကြီးပဲဖြစ်ပါတယ်ဒီရောင်းတော်မူမြတ်စွာဘုရားရှင်ရဲ့ဗုဒ္ဓရုပ်ပွားတော်ရဲ့ပေါ့နော်အရွယ်အစားကိုဒါကျွန်တော်တို့လူနဲ့ခံမှန်းကြီးတိုင်းတာလို့ရပါတယ်ဒါကရောင်းတော်မူမြတ်စွာဘုရားရှင်ရဲ့ခြေပွားတော်ဖြစ်ပါတယ်ဒါကျွန်တော်တို့ပေါ့နော်မြန်မာနိုင်ငံမှာမဟုတ်ဘဲနဲ့ထိုင်းနိုင်ငံမဲဆောက်မြို့မှာဒီလိုမျိုးကိုယ်နိုင်ငံမှာရှိတဲ့ဘုရားလိုမျိုးပေါ့နော်တည်ထားပြီးတော့ဒီလိုမျိုးဖူးထွေးရတာစိတ်ထဲမှာလည်းကြည်နူးမှုရှိပါတယ်ကျွန်တော်ဘာကြောင့်အခုလိုမျိုးရိုက်ကူးတင်ဆက်ပေးရတာလဲဆိုတော့ထိုင်းနိုင်ငံမဲဆောက်မြို့ကိုရောက်တဲ့အခါကိုယ်နိုင်ငံမှာရှိတဲ့ဘုရားတွေကိုသွားရောက်လည်ပတ်တဲ့အခါမှာခံစားရတဲ့စိတ်ခံစားမှုပေါ့နော်ကြည်နူးမှုမျိုးရစေခြင်းတဲ့အတွက်အားလုံးဖူးထွေးနေအောင်ရိုက်ကူးတင်ဆက်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့ဒီထိုင်းနိုင်ငံမဲဆောက်မြို့မှာရှိတဲ့ဝတ်ထိုင်းဝါထနာရန်ကျောင်းတော်ကြီးထဲမှာလွန်ခဲ့တဲ့နှစ်90ကစပြီးတော့ဒီမှာစပြီးတော့တိစောက်ခဲ့တာဖြစ်ပါတယ်ဆက်စချင်းမှာတော့ထိုင်းနိုင်ငံသားဘုန်းကြီးကကျောင်းထိုင်ဆရာတော်ဖြစ်ပြီးတော့အခုလက်ရှိမှာတော့မြန်မာနိုင်ငံသားဆရာတော်ကကျောင်းထိုင်ဘုန်းကြီးဖြစ်ပါတယ်မြန်မာနိုင်ငံသားဆိုပေမဲ့အခုချိန်မှာကတော့ထိုင်းနိုင်ငံသားအဖြစ်ခံယူလိုက်ပါပြီဒီဘုံဘုံကအခုဆိုလို့ရှိရင်ဒီမှာပေါ့နော်ကျောင်းတိုင်ဖြစ်တာနှစ်40ခန့်ရှိပါပြီဘုံဘုံကိုယ်တိုင်လည်းကျွန်တော်တို့မြန်မာနိုင်ငံသားအချို့ပေါ့နော်ရဲ့ခလေးတွေကိုလည်းတောင်းထားပြီးတယ်ကိုရင်လေးတွေဝတ်ပြီးတယ်နောက်ဒီကျောင်းတော်ကြီးမှာပေါ့နော်ဘုံဘုံကိုယ်တိုင်လည်းအဲ့လိုမျိုးပေါ့နော်ဒီခလေးတွေကိုကျောင်းထားပြီးကိုရင်ဝတ်ပြီးခဲ့တာအခုဆိုလို့ရှိရင်အယောက်ပေါင်း6ကျော်ရှိပြီလို့ကျွန်တော်ကိုပြောပြပါတယ်ကျွန်တော်ပြည်သက်ကြီးလည်းဒီထိုင်းနိုင်ငံမဲဆောက်မြို့ကိုရောက်ခဲ့လို့ရှိရင်ဒီဝတ်ထိုင်းဝတ်ထနာရန်ကျောင်းတော်ကြီးကိုလာရောက်လက်ပတ်ဖူးမြော်ကြပါရင်ကျွန်တော်ကဖိတ်ခေါ်ရပါတယ်